အညာအလွမ်းရွာအလွမ်းကျွန်တော်ကိုဗိုလ်ချုပ်အောင်ဆိုင်ဇာတိနတ်မောက်မြို့နှင့်ဗိုလ်မင်းအောင်ဇာတိမြို့လူလင်ဆိုသောမြို့နှမြို့အကြားတွင်ရှိသည့်မြို့တစ်မြို့နယ်ကလေးအတွင်းမှဖုံအလင်းလေးနှင့်ရှိနေတတ်သောအညာရွာလေးတရာတွင်မွေးဖွားခဲ့ခြင်းဖြစ်ပါသည်သို့သောကျွန်တော်သည်ထိုရွာထိုအညာတွင်အကြာကြီးမနေခဲ့ရဘူးပါဆယ်စုနှစ်၄စုရှိပြီဖြစ်သောကျွန်တော်အသက်၏တပုံစာမျှလောက်သာနေခဲ့ရဘူးပါသည်ထိုတပုံစာမျှသည်ပင်ကျွန်တော်၏အညာအလွမ်းရွာအလွမ်းကတဲထံပြင်းပြလွန်ခဲ့ပါသည်မည်သူမဆိုကိုမွေးရဇာတိနှင့်ဝင်းနေကြသည့်အခါတိုင်းကျွန်တော်ကဲ့သို့ပင်လွမ်းကြပေလိမ့်မည်ဟုယူဆမိပါသည်အညာရွာကလေးတွင်နေရင်မိခင်ကြီးနှင့်အတူရွာနောက်ဘက်ကဝါခင်းတဲ့ဝါကောက်ခဲ့ရသောဂျိုးကူတန်တာသည့်နေများကိုကျွန်တော်လွမ်းပါသည်ညောင်ချက်ပင်ကြီးတစ်ပင်ကိုရင်ဝင်ပိုက်ထားသောအောက်လေကြီးထဲမှကစစ်သီးများကိုတချင်းတကြောကြောအော်ရင်းခူးစွတ်ခဲ့ရသည့်နေများကိုလွမ်းပါသည်ရှားပင်ကြီးများကာယံထားသည့်ပြောင်းမှုခင်းထဲမိခင်ကြီးနှင့်သူပြောင်းမှုချိုးခဲ့ရသောနေများကိုလွမ်းပါသည်6မိုင်ခန့်ဝေးသည့်မြို့ကလေးသို့ရွှွန့်တလူလူလမ်းမများအတိုင်းလှဲမောင်းသွားခဲ့ရသောမိုးကြီးမဲ့မဲနေများကိုလွမ်းပါသည်ရွာမမြို့သို့2နာရီခွဲခန့်ခြေချင်း6သွားခဲ့ရသောစီကျိတ်ပြန်နေရများကိုကျွန်တော်လွမ်းပါသည်ကျွန်တော်တောလိုက်ခဲ့သောဗဒက်ယုံခါမွေးပါရှင့်တို့ကိုနှမ်းစီနှင့်မြို့သည့်ခွဲချမ်းတရေရဲဖြင့်မိခင်ကြီးကိုယ်တိုင်ချက်ကြွေးခဲ့သည့်အငွေတထောင်းထောင်းထမင်းပွဲနေရများကိုကျွန်တော်လွမ်းပါသည်လောက်လေးကတလဲရဖို့မိခင်ကြီးရက်ကန်းစဉ်ဘေးမှနေပြီးမိခင်ကြီးကိုတပူစားစားလှုပ်ခဲ့ရသောနေများကိုလွမ်းပါသည်ရှေးမွေတစင်ကွေးကြီးကိုခြေထောက်တွင်ချိတ်လက်မိခင်ကြီးကိုယ်တိုင်လှီးထားပြီးသောဖြောင်းဖူးဦးတိုင်များကိုထိုင်ကြိုက်ခဲ့ရသည့်နေများကိုလွမ်းပါသည်မိခင်ကြီးထမိန်များကိုတိတ်တိတ်ကလေးခိုးလျှော်ပေးခဲ့ဘူးသောနေများကိုလွမ်းပါသည်မိခင်ကြီးထမင်းတော်လာပို့မည့်အချိန်ကိုလယ်ပင်တရှိရှိနှင့်မျှော်ရသောတောင်သူလုပ်ငန်းခွင်မှနေများကိုလွမ်းပါသည်မိခင်ကြီးကိုယ်တိုင်ရက်ပြီးသောဖြင့်ပစိုးအစိမ်းရောင်ကိုဝတ်လျက်မြို့၌ကြောင်းသွားတက်ခဲ့ရသည့်နေများကိုလွမ်းပါသည်ကျုပ်သားကဘယ်တော့မှတောင်သူလုပ်မှာမဟုတ်ဘူးဆိုသောမိခင်ကြီး၏ဂုံယူဝင်ကြွားသည့်အတန်ကိုလွမ်းပါသည်ထို့အတူပင်ဖခင်ကြီးနှင့်ကျွန်တော်ဝေယမင်ခွေကြီးထဲ၌ထမ်းလက်တက်ချိုင်ခဲ့သောနေများကိုလွမ်းပါသည်တာဖာနှစ်ယောက်ကျက်သွန်ရေလောင်းနေရင်လေးမွေကြီးတစ်ကောင်ကိုအတူဖမ်းခဲ့ဘူးသည့်နေများကိုလွမ်းပါသည်ကျွန်တော်ရဲ့ဖခင်ကြီးရဲ့ကျွန်တော်အောက်မှ3နှစ်ငယ်သောညီတော်မောင်ရဲ့လေများရာများအတွင်းတာဖ3ယောက်အတူတကွထုံရက်စိုက်ပျိုးခဲ့ကြရင်တွန်သေးသိန်းနံနှင့်ဟင်းသနထွန်းရင်တို့၏တချင်းများကိုရောသမမှွေဆိုခဲ့ဘူးသောနေ့ရက်များကိုလွမ်းပါသည်ရေဒူးလောက်ရှိသည့်လေဤပြိုးသမန်းထဲပြိုးသဘာပင်ပေါက်တောင်းကြီးကိုပစိုးနှင့်တိုင်းလွယ်ပြီးသူကိုယ်တိုင်ပြိုးကျဲခဲ့သောဖခင်ကြီးအပေမန်းခံနေများကိုလွမ်းပါသည်ကျွန်တော်လွမ်းသောထိုအညာထိုရွာကလေးစီသို့မြည်သည့်အချိန်မှပြန်ရောက်မည်ဟုကျွန်တော်ကိုယ်တိုင်ပင်မသိပါထို့သို့လွမ်းရသောအထီးကျန်အလွမ်းနေရများကိုစာစုကလေးများဖြစ်ရရင်ကျွန်တော်တယောက်တည်းခတ်ဝေးဝေးကနေပြီးတွေ့ငင်းငင်းအလွမ်းဖြေခဲ့ရပါသည်ယခုတော့ကျွန်တော်အလွမ်းနှင့်နေရများ၏တိုးတိတ်တိတ်အံဖတ်များကိုစာအုပ်ကလေးဖြစ်တစုတစည်းတည်းဖော်ပြခွင့်ရခဲ့ပါပြီဤလွမ်းဖြေစာစုကလေးများကိုရင်နှင့်ခန်းစားပြီးထုတ်ဝေပေးပါတော့စာရိပ်မိန်စာအုပ်တိုင်းမှထုတ်ဝေသူညီငယ်ပြည့်အားကညနေဖုံးပကြီးရေးဆွဲချီးမြှင့်ပေးပါတော့ဆရာပကြီးကျော်ဖြူဆန်နှင့်ကျွန်တော်ဤအလွမ်းတက်တဲ့စာစုကလေးများကိုအချိန်ကုန်ခံငွေကုန်ခံပြီးဖတ်ရှုပေးကြပါတော့စာချစ်သူမိတ်ဆွေများကိုလှိုက်လဲကျေးဇူးတင်လှပါသည်ဘယ်တော့မှပြန်မရောက်နိုင်တော့ဘူးဆိုရင်တောင်းမှကျွန်တော်လွမ်းရသောမွေးရမည်အညာရွာကလေးစီတို့သာတန်တန်မတ်မတ်ကြီးပြန်သွားခြင်းပါသည်လူခါ